ခမည်းဘွားမှာအရာတစ်ခုခုကိုအရန်ဖြစ်ချင်လို့ဆိုပြီးစိတ်ကူးရရင်ဘူးတယ်မလားဒီအလုပ်ကိုငါရတော့မယ်ဆိုပြီးကြိုတွေးပြီးရင်ခုန်နေတာမျိုးဒီလူကတော့ငါ့ကိုဘယ်တော့မှပြစ်မတွားဘူးဆိုပြီးယာနှုံးပြီးယုံကြည်ထားတာမျိုးဒါမှမဟုတ်ဒီတစ်ခေါက်စူးစမ်းမှုကတော့အောင်မြင်တော့မယ်ဆိုပြီးရလတ်ကိုကြိုတွေးပြီးရင်ခုန်နေတာမျိုးပေါ့ဒါပေမဲ့တကယ်လက်တွေ့လောကကြီးကခမည်းမျောလင့်ထားလို့ဖြစ်မလာပဲပြောင်းပြန်ကြီးဖြစ်သွားတဲ့အခါရှင်ထဲမှာဟာကနေဖြစ်သွားပြီးစကလုံးနဲ့ပေါ်ပြလို့မရတော့အောင်ဝမ်းနေသွားဘူးလိမ့်မယ်အဲ့ဒီအချိန်မှာခမည်းကိုတကဘာလုံးကပြစ်ပယ်ထားတယ်လို့မျိုးအားတွေအကုန်ခံသွားတယ်လို့မျိုးခံစားရလိမ့်မယ်ကျွန်တော်တို့ခဏခဏကြားဘူးကြတယ်မမျော်လင့်နဲ့မမျော်လင့်ရင်မနာကျင်ရဘူးတဲ့ဒါပေမဲ့လူသားဖြစ်နေတယ်မျော်လင့်ခြင်းဆိုတာဖြတ်တော့ပြစ်လို့မရတဲ့အရာပါအခုကျွန်တော်မေးချင်တာကမျော်လင့်ထားလို့မဖြစ်လာတဲ့အခါဘာလို့ကျွန်တော်တို့ဒီလောက်တော့ဝမ်းနေရတာလဲဆိုတာပါပဲစိတ်ပညာအရခမရဲ့အုံနောက်နဲ့နှလုံးသားထဲမှာဘာတွေဖြစ်ပျက်သွားလဲဆိုတာကိုကျွန်တော်ဒီနေ့နည်းနည်းရှင်းပြပေးတော့ပါမယ်ပထမဆုံးတစ်ချက်ကတော့စိတ်ပညာနဲ့ဇီဝဗေဒအရာဖြစ်ပျက်သွားတဲ့အရာပါခမည်းတစ်ခုခုကိုပြင်းပြမျောလင့်နေတဲ့အချိန်မှာခမည်းရဲ့အုံနောက်ထဲကနေပျော်ရွှင်မှုဓာတ်ဟော်မုန်းကိုကြိုတင်ထုတ်လွှတ်ပေးနေပါတယ်ဆိုလိုတာကရလကထွက်မလာသေးဘူးဒါပေမဲ့အုံနောက်ကဖြစ်လာတော့မယ်ဆိုပြီးကြိုတွေးပြီးပြောနေတာပါဒါပေမဲ့အဲ့ဒီမျောလင့်ချက်ပျက်စီးသွားတဲ့စက္ကန့်ပိုင်းလေးအတွင်းမှာပဲအဲ့ဒီဒိုပါမင်း level ဟာထိုးကျသွားပြီးတော့ခန္ဓာကိုယ်ထဲမှာစိတ်ဖိစီးမှုဟော်မုန်းတွေချက်ချင်းဝင်ရောက်လာပါတယ်ဒါကြောင့်မျောလင့်ချက်ပျက်ဆုံးခြင်းကရတဲ့စိတ်ဒဏ်ရာကရိုးခံစားရတဲ့ဝမ်းနည်းမှုထက်ပိုပြင်းထန်ပြီးတကယ်ရုပ်ပိုင်းဆိုင်ရာနာကျင်မှုလိုမျိုးရင်ဘတ်ထဲမှာအောင့်တောင့်ကြီးခံစားရစေတာဖြစ်ပါတယ်ဒုတိယအချက်ကကျွန်တော်တို့ဝမ်းနည်းရတဲ့အကြောင်းရင်းကအဲ့ဒီအရာဖြစ်မလာလို့တယ်မဟုတ်ပါဘူးအဲ့ဒီအရာနဲ့အတူကျွန်တော်တို့ရဲ့စိတ်ကူးထဲမှာတိဆောက်ထားတဲ့အနာဂတ်ပါပျောက်ဆုံးသွားလို့ပါဥပမာခမည်းချစ်ရတဲ့လူနဲ့အနာဂတ်မှာဘလို့နေမယ်ဘာတွေလုပ်မယ်ဆိုပြီးစိတ်ကူးအိမ်မက်တွေအများကြီးရှိခဲ့လိမ့်မယ်အဲ့ဒီလူကခမည်းဘဝတွေကနေထွက်သွားတဲ့အခါခမည်းဟာအဲ့ဒီလူတယောက်တည်းကိုလည်းဆုံးရှုံးလိုက်ရတာမဟုတ်ပဲအဲ့ဒီလူနဲ့အတူတွားဖို့တဲ့နေရာတွားဖို့စဉ်းစားထားတဲ့အနာဂတ်ရုပ်ပုံလွှာတစ်ခုလုံးကိုပါဆုံးရှုံးလိုက်ရတာပါကျွန်တော်တို့ဟာလက်ရှိပြစ္ဆုတ်ပံမှာရပ်နေပေမဲ့စိတ်ကူးတွေကအနာဂတ်အိမ်မက်ပျက်စီးသွားတာကိုရင်ဆိုင်လိုက်ရတာကြောင့်ခန္ဓာရင်မရှိတော့အောင်ဝမ်းနေကြရတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဘဝမှာဘာမှမမျှော်လင့်ပဲနေရတော့မှာလားမဟုတ်ပါဘူးမျှော်လင့်ချက်မရှိတဲ့ဘဝကတေလူနဲ့အတူတူပါပဲဒါပေမဲ့ကျွန်တော်တို့ရဲ့ mindset ကိုပြောင်းလဲလို့ရပါတယ်ခံစားချက်ကိုလက်ခံပါဝမ်းနေနေတဲ့အခါငါမငိုရဘူးငါအားတင်းရမယ်ဆိုပြီးအတင်းကြီးဟန်ဆောင်နေစရာမလိုပါဘူးမျောလင့်ချက်ပျက်စီးသွားတာဟာနာကျင်စရာကောင်းနေဆိုတာကိုရိုးတလက်ခံပြီးငိုခြင်းရင်ကိုချပလိုက်ပါ expectation နဲ့ attachment ကိုခွဲခြားပါမျောလင့်ပါဒါပေမဲ့အဲ့ဒီအရာပေါ်မှာဘဝကြီးတစ်ခုလုံးပုံအောပြီးတွေ့ကပ်မနေပါနဲ့ဖြစ်လာရင်ကောင်းမယ်ဖြစ်မလာရင်လည်းငါဘဝကဆက်တွားရမှာပဲဆိုတဲ့ပလင်ပီစိတ်ဓာတ်မျိုးကိုမွေးမြူထားပါစာမျက်နှာအတစ်ကိုဖွင့်ပါတကားတစ်ချက်ပိတ်သွားရင်နောက်ထပ်ပတင်းပေါက်တစ်ခုပွင့်လာတတ်ပါတယ်ခင်ဗျားအခုဖြစ်မလာသေးတာဟာခင်ဗျားနဲ့ပိုကိုက်ညီမဲ့ပိုကောင်းမဲ့အရာတစ်ခုခုလမ်းကြောင်းပေါ်ရောက်လာဖို့အတွက်နေရာဖယ်ပေးလိုက်ရတာလည်းဖြစ်နိုင်ပါတယ်မျောလင့်ထားပြီးမှဖြစ်မလာလို့ဝမ်းနေနေရတာဟာခမည်းရဲ့ပြောညမှုမဟုတ်ပါဘူးခမည်းဟာနှလုံးသားရှိတဲ့သူရှင်တန်နေတဲ့လူသားတစ်ယောက်ဖြစ်ကြောင်းကိုပြသနေတာပါဒါကြောင့်လောလောဆယ်မှာမျောလင့်ချက်တွေပျက်စီးပြီးဝမ်းနေကြေကွေးနေရတဲ့လူတွေရှိရင်စိတ်မဖြစ်ပါနဲ့အောင်ခမည်းရဲ့ဘဝကဒီနေရာမှာရပ်တန့်နေတာမဟုတ်ပါဘူးဒီနေ့နာကျင်မှုကနေရတဲ့အတွေ့အကြုံကနောက်တစ်ချိန်မှာပုံမခိုင်မာပြီးပုံမလှပတဲ့အိမ်မက်တွေကိုတိဆောက်ဖို့ခမည်းကိုခွန်အားတွေပေးနေပါလိမ့်မယ်ဒီနေ့ဗီဒီယိုလေးကခမည်းအတွက်စိတ်ခွန်အားတစ်ခုခုပေးစွမ်းနိုင်ခဲ့မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ပိုင်စိုးတွန်း channel လေးကိုလည်း like and subscribe လုပ်ထားအောင်မမေ့ပါနဲ့ဦးအားလုံးကိုကျေးဇူးတင်ပါတယ်